Matthias van der Dijk ကိုခေါ်ယူဖို့ကြိုးပမ်းနေတဲ့ United တာဝန်ရှိသူတွေဖြည်းဖြည်းနဲ့လက်လျှော့သွားတော့ပါလား။အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Global 7 ကနေပြီးတော့ United ပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့ဒီ Jacobs Man ရဲ့ဖော်ပြချက်ပေါ့နော်။ဒီ Jacobs Man ကဘာပြောထားရလဲဆိုတော့ကျွန်တော်တို့ဝဆန်သင်းရဲ့ကွင်းလယ်ကစားသမား Matthias van der Dijk ကကျွန်တော် United အသင်းရဲ့ခုလက်ရှိပေါ့နော်။လက်ရှိမှာ United အသင်းရဲ့နံပါတ်1အဓိကပြစ်မှတ်ဖြစ်ပါတယ်ပေါ့ဗျာဒီလိုပြောထားတာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ဒီဝဆက်သင်းကသူတို့ရဲ့ဒီကစားသမားကိုပေါင်80နဲ့85တန်ကြားပေးနိုင်မှသူတို့ရဲ့ကစားသမားကိုရောင်းချနိုင်တယ်ဆိုပြီးတော့ဒီပြသားသားပြောကြားလိုက်တယ်ပေါ့ဗျာဒီအတွက်ကြောင့်မလို့ United ကဒီကစားသမားကိုဆက်လက်ကြိုးပမ်းပါလားအမှမဟုတ်ဒီကစားသမားကိုခေါ်ယူဖို့ရပ်တန့်လိုက်ပါလားလက်လျှော့လိုက်ပါလားပေါ့နော်ဒါတွေကဘယ်လိုဆက်ဖြစ်မလဲကျွန်တော်ဆက်လက်ပြီးစောင့်ကြည့်ရပါဘူးဗျာကျွန်တော်မနေ့ကဒီထွက်ရှိလာတဲ့သတင်းကြောင်းအရာတစ်ခုရဆိုရင် United ကဒီကသမားကိုပေါင်25တန်းနဲ့ဝဆန်သင်းကိုကန်လန်မှုပြုလုပ်လိုက်တယ်ဆိုသိရတယ်။ဝဆန်သင်းကလည်းသူတို့လိုချင်တဲ့ဒီပေါင်တန်း80နဲ့85တန်းဒီပါမပေးဘူးဆိုရင်သူတို့ရဲ့ကစားသမားကိုရောင်းချနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ United ကန်လန်လိုက်တဲ့ပေါင်25တန်းကိုပယ်ချလိုက်တယ်ဆိုပြီးတော့သိရပါတယ်။ဒါဆိုရင် United ကကျွန်တော်ဒီကစားသမားကိုပေါင်တန်း80ပေးချင်တဲ့အခြေအနေတွေမှာရှိနေတယ်ပေါ့နော်။ဒါကလည်းအခုမှမဟုတ်ပါဘူးပေါ့နော်အရင်တုန်းကကတည်းကမပေးချင်တဲ့အခြေအနေတွေရှိခဲ့တာပါအခုဆိုရင်ကျွန်တော်ဒီစပါသင်းကလည်းဝင်လာပြီပေါ့နော်ဒီ Real Madrid ကလည်းဒီကစားသမားကိုဒီသဘောကျနေတာပေါ့ဗျာဒါကြောင့်မလို့ကျွန်တော်တို့ကဒီကစားသမားကိုခေါ်ယူဖို့အတွက်လွယ်ကူတဲ့အနေအထားအခြေအနေတော့ရှိလာမှာမဟုတ်တော့ဘူးပေါ့နော်ဒီကစားသမားကိုကျွန်တော်တို့ကခေါ်ယူခြင်းနဲ့ဆိုရင်ဒီ Ineos အနေနဲ့ပေါင်တန်း80ပေါ့နော်ဒီပေါင်တန်းအနည်းဆုံးပေါင်တန်း80ပေးမှပဲဒီကစားသမားကိုခေါ်ယူလို့ရနိုင်တော့မယ်ပေါ့နော်မဟုတ်ဘူးဆိုရင်တော့ဒီကစားသမားကိုခေါ်ယူဖို့ကဘယ်လိုခေါ်မလဲတခြားအသင်းတွေကဒီဝက်ဆန်အသင်းတောင်းဆိုတဲ့ဈေးနှုန်းကိုပေးပြီးတော့ခေါ်ရင်ခေါ်မခေါ်ဘူးဒီတခြားအသင်းတွေကလည်းဒီကစားသမားကိုခေါ်ယူဖို့ဈေးများတဲ့အခြေအနေဈေးညှိနေတဲ့အခြေအနေဆိုရင်တော့ United အတွက်ပို့ပြီးတော့နည်းငယ်မျောလင်းချက်လေးတွေရှိတာပေါ့ဗျာခုလက်ရှိအခြေအနေရဆိုရင်တော့မျောလင်းချက်ကရှိဖို့နည်းသွားပါပြီပေါ့နော်ဒါကြောင့်လေစပါးအသင်းကလည်းဝင်လာပြီးဒီ Real Madrid ကလည်းသူတို့ရဲ့ဒီလက်ရှိဝင်းလေကစားသမားတွေကိုရောင်းချပြီးတော့မှဒီဟိုလိုချင်နေတဲ့ဝင်းလေကစားသမားတွေကိုခေါ်ယူပေးမယ်ဆိုပြီးတော့သတင်းကြောင်းရာတွေကလည်းဇက်တိုက်ကိုတက်နေတာဟိုသဘောကျနှစ်သက်နေတဲ့ဒီကွင်းလေကစားသမားကလည်းတခြားပြစ်မှတ်တွေသတင်းကြောင်းရာတွေမှာတော့တွေ့ဘူးပေါ့ဗျာMatthias van der Dijk လေးကိုပဲဟိုကသဘောကျနှစ်သက်မှုရှိနေတာ။ဘာကြောင့်လဲဆိုတော့ဒီကစားသမားလေးကမော်ရင်ဟိုရဲ့ဒီပြောပုံပေါ့နော်ဒီကစားသမားလေးကအလားလာရှိတဲ့ကစားသမားလေးပေါ့ဗျာ။နာဂတ်မှာဒီကောင်းမွန်လာနိုင်တဲ့တိုးတက်လာနိုင်တဲ့ကစားသမားလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့မော်ရင်ဟိုကဒီကစားသမားလေးကိုဟောကြတာ။ United ကလည်းဒီအတွက်ကြောင့်မလို့ပေါ့နော်ပရီးမီးယားလိအတွေ့အကြုံလည်းရှိတယ်ပြီးတော့ဒီအလားလာကောင်းတဲ့လူငယ်ကစားသမားလေးပေါ့ဗျာဒီ United ရဲ့ဒီနှစ်ရှည် plan ထဲမှာဒီအဝင်ခွင်ကြမဲ့ကစားသမားလေးဖြစ်တဲ့အတွက်ကြောင့်မလို့တောက်လျှောက်ကြိုးပမ်းမှုတွေစက်တိုက်ပြုလုပ်လာခဲ့တာဒီတောက်လျှောက်ပြုလုပ်လာခဲ့တဲ့ကိစ္စရဲ့ကြီးကပေါ့ဗျာဒီတောင်းရွှေချင်းမပေးနိုင်တာနဲ့မပေးနိုင်တာတော့မဟုတ်ဘူးပေါ့ဗျာဒီဝက်ဆန်လိုချင်တဲ့ပြောင်းဖြစ်ရှိမပေးချင်တာနဲ့ပဲဒီခေါ်ယူမှုဒီဆွေးနွေးမှုတွေကပြက်ပြယ်သွားတော့မှလားပေါ့နော်ဒါကတော့တော်တော်လေးကိုကျွန်တော်တို့United တာဝန်ရှိသူတွေအနေနဲ့အကြက်ရိုက်စရာတော့ဖြစ်နေပြီပေါ့ဗျာမောင်တန်း80ဆိုတာကလည်းဒီတန်းဆင်းသွားတဲ့အသင်းတစ်သင်းရဲ့ကစားသမားတစ်ယောက်ကိုပြီးချေလွှမ်းရပေးချေရမယ်ပမာဏကများလုံးနေတယ်ပေါ့ဗျာအကယ်၍မပေးချေဒီပေါင်တန်း80မပေးချင်ဘူးဆိုရင်လည်းကစားသမားကိုရဖို့ဟာတော့ကိုမလွယ်ကူတော့တဲ့အနေအထားတွေမှာရှိနေပါပြီအဲကြောင့်မလို့ United အနေနဲ့သူတို့ရဲ့ဒီအဓိကနံပါတ်1ဦးစားပေးကစားသမားဖြစ်တဲ့ Matthias van der Dijk ကိုဆက်လက်ပြီးတော့ခေါ်ယူမလားဒါမှမဟုတ်ကျွန်တော်တို့တခြားပြစ်မှတ်တွေကိုပဲပြောင်းလဲပြီးတော့မှခေါ်ယူတော့မလားဆိုတော့ကျွန်တော်ဆက်လက်ပြီးစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ပေါ့နော်ဒီနောက်တစ်ခုကဒီ Jacob Ben ပြောထားတာကနောက်တစ်ခုရှိပါသေးတယ်ဒါကတော့ဒီဝက်ဆန်သင်းကသူတို့ရဲ့ဒီကစားသမားကိုပေါင်80ပေါင်တန်း80 85တန်းတောင်းနေတဲ့အခြေအနေတွေဒီလိုအခြေအနေတွေရှိနေတဲ့အတွက်ကြောင့်မလို့ United ကတခြားကွင်းလယ်ပြစ်မှတ်တွေကိုလည်းဆက်လက်ပြီးတော့ဒီအခုချိန်ကစပြီးတော့ပေါ့လေးလာစောင့်ကြည့်မှုတွေဆွေးနွေးမှုတွေပြုလုပ်တော့မယ်ဆိုပြီးတော့သိရပါတယ်ဒီတက်ကမှ Jacob Ben ပြောထားတဲ့ကွင်းလယ်ကစားသမား2ယောက်ကကျွန်တော်ဒီကာလိုဘာလေဘာနဲ့ဖူအန်သေးရဲ့တောင် sorry ဒီကွင်းလယ်ကစားသမားဒီဆန်နာဘတ်ပေါ့နော်ဒီကစားသမား2ယောက်ကို
ဘယ်လိုခေါ်မလဲ United ကဒီဆွေးနွေးဖို့ဆက်လက်ပြီးတော့စောင့်ကြည့်နေပြီဆိုပြီးတော့သိရတယ်ပေါ့နော်ဒီတယောက်တည်းကမှကျွန်တော်ပြောစရာရှိတာကဒီကာလို့ပါလဲပါကိုတော့တိတ်ပြီးပြောစရာတော့အကြောင်းတော့မရှိဘူးပေါ့ဗျာဒါပေမဲ့ပြောစရာအကြောင်းမရှိဘူးဆိုပေမဲ့ဒီကသမားရဲ့ပြောင်းရွှေ့ခြေစင်းလုံးကလည်းတော်တော်လေးတော့များမှာပေါ့တော့လွယ်ကူတဲ့ခြေအနေထားတော့ရှိမနေဘူးပေါ့ဗျာဒီကာလို့ပါလဲပါဆိုရင်လည်းကျွန်တော် United တင်ကဒီပြီးခဲ့တဲ့ဆောင်းရာသီကလေးကပေါ့နော် Ruben Amorim မထွက်ခင်ကတည်းကဒီကသမားကိုသဘောကျတက်ရှိခဲ့တာအဲ့တော့ဒီ Brighton သင်းကိုကျွန်တော်ဒီပေါင်85တန်းနဲ့ကန့်လန့်မှုပြုလုပ်ခဲ့တယ်ဒါပေမဲ့ Brighton သင်းတွေကသူတို့ရဲ့ဒီကစားသမားကိုမရောင်းချခြင်းဘူး။ဘာကြောင့်လဲဆိုတော့ဒီလာမယ့်နွေရာသီဈေးကွက်မှာရောင်းချမယ်ဆိုရင်သူတို့ရဲ့ကစားသမားကိုဒီတခြားပြိုင်ဘက်သင်းတွေဝင်ရောက်လာတဲ့ခါကျရင်သူတို့တွေလည်းကဈေးတင်တောင်းလို့ရတဲ့အခြေအနေတွေရောက်ချင်လို့ဒီဒီဆောင်းရာသီဈေးကွက်မှာမရောင်းခဲ့တာအဲ့တော့ကလေးဒီပေါင်တန်းတွေကသတ်မှတ်ထားတာပေါ့နော်သူတို့ရဲ့ဒီကစားသမားကိုဒီကာလို့ပါလဲပါကိုခုလက်ရှိလဲ Brighton သင်းနဲ့ဈေးကြီးနေတဲ့အချိန်မှာဘောရာကွဲလွဲမှုတွေကစက်တိုက်ရှိနေဆဲပဲပေါ့ဗျာဒါကလည်းတခြားအကြောင်းအရာမဟုတ်ပါဘူးကျွန်တော်ဒီတောင်းရွှေ့ကြီးပေါ့နော် United ကဒီကသမားကိုပေါင်85တန်းပေးတယ် Brighton ကလက်မလျှော့ဘူးပေါင်တန်း100ရမှသူရဲ့ကသမားကိုလက်လျှော့မဲ့အနေထားမှာရှိနေတယ်ဒါပေမဲ့ဒီ United နဲ့ကစားသမားကတိတ်ပြီးတော့ဒီပြောစရာအခြေအနေထွေးထူးတော့မရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့ဒီ Brighton ကစားသမားလေးကဒီ United ရဲ့ကစားသမားတစ်ပိုင်းကိုဖြစ်နေပြီပေါ့နော်ဒီပရိသတ်တွေနဲ့လည်းယင်းဒီကျွမ်းဝင်ရှိတယ်ပေါ့နော်ဒီပြီးတော့ဒီ United ရဲ့ကစားသမားတချို့နဲ့လည်းဆက်သွယ်မှုတွေရှိတယ်ဒီတချို့သူကစားသမားကိုယ်တိုင်ဖွင့်ပြောထားတဲ့အကြောင်းအရာတွေရှိပါတယ်ဒါကတော့ဘာလဲဆိုတော့ကျွန်တော်ဒီ United ပရိသတ်တွေကိုစကားပါထားတာပေါ့နော်ပြီးတော့ဒီ United ကစားသမားတချို့ကိုလည်းသူပြောထားတာပေါ့ United ကိုပြောင်းရွှေ့လာနိုင်မဲ့အခွင့်အရေးသူ့မှာရှိတယ်ဆိုပြီးတော့သူပြောထားတယ်ပေါ့နော်ဒီအကြောင်းအရာအကြောင်းပတ်သက်မယ်ဆိုရင်တော့ကျွန်တော်ဒီအကယ်၍များပေါ့နော်ဒီ Matthias van der Dijk ရဲ့ပြောင်းရွှေ့ကဘယ်လိုခေါ်မလဲမဖြစ်မြောက်ခဲ့ဘူးဆိုရင်ကာလို့ပါလဲပါကဒီပြစ်မှတ်ပထမဆုံးပြစ်မှတ်ထဲမှာပါဝင်လာနိုင်တဲ့ကစားသမားလို့ကျွန်တော်ထင်တယ်ပေါ့နော်အကယ်၍များပြောတာပေါ့ဗျာအကယ်၍များဆိုတာကတခြားအကြောင်းအရာမဟုတ်ဘူးဒီ Brighton သင်းနေနဲ့သူတို့ရဲ့ကစားသမားကိုဒီ United ပေးတဲ့ပေါင်85တန်းကိုလက်ခံပါလားလက်ခံမှသာလေရင်ကျွန်တော်ဒီကစားသမားကိုလည်းခေါ်ယူနိုင်မှာမဟုတ်ဘူးဆိုရင်ဒီကစားသမားလည်းကျွန်တော်တို့ United သင်းကထပ်ပြီးတော့လက်လွတ်ရအောင်ပါပဲကစားသမားအနေနဲ့က United ကိုတော်တော်လေးကိုပြောင်းရွှေ့ခြင်းနေတာဒီ Matthias van der Dijk တက်ကိုပို့ပြီးတော့ United ကိုပြောင်းရွှေ့ခြင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီကစားသမားတွေနဲ့ယင်းဒီကြောင့်မှုရှိတဲ့ကျွန်တော်ဒီလန်ဒီယိုရိုတို့ဒီအန်ဒရီအိုနာနာတို့ဒီဘရူနိုဖာနက်တက်တို့ပြီးတော့ဒီတခြားဒီဂျိုရှူဝါဇစ်ကီတို့ပေါ့ဗျာဒီကစားသမားတွေနဲ့ဆက်သွယ်ကောင်းကောင်းတွေရှိတယ်ဆိုပြီးသူပြောထားတာပေါ့နော်။ဒါကြောင့်မို့ဒီကစားသမားလေးကိုကျွန်တော်တို့ကဒီခေါ်ယူလို့ရနိုင်မယ်ဆိုရင်တော့ကြိုးပမ်းသင့်တယ်လို့ထင်တယ်ပေါ့ဗျာမက်သီးဖာနက်တက်ကြိုးပမ်းမှုကိုရပ်လိုက်ပြီဆိုရင်ဒီကာလို့ဘာကိုပဲကျွန်တော်တို့ကြိုးပမ်းသင့်တယ်လို့ကျွန်တော်ထင်ပါတယ်တကယ်၍များပေါ့ဗျာဒီကာလို့ဘာလဲဘက်ကဈေးတလောက်တောင်းနေတဲ့ဘာညာဆိုရင်ကျွန်တော်ဒီ Center Back တဲ့ဒီ LS Scott ကိုပို့ပြီးတော့ကြိုးပမ်းစေချင်တာဘာကြောင့်လဲဆိုတော့ LS Scott နဲ့ဒီ Matthias van der Dijk ရဲ့ဒီစွမ်းဆောင်ရည်ဘိုင်းတွေကသိပြီးမကွာဘူးပေါ့ဗျာဒီစွမ်းဆောင်ရည်ဘိုင်းကလည်းတူတူပဲပြီးတော့ဒီကျွန်တော်ဒီ Premier League အတွေ့အကြုံရှိတာချင်းလဲတူတူပဲပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီပထမတစ်ယောက်ဒီ Matthias van der Dijk ကိုကြိုးပမ်းမယ်ဗျာ Matthias van der Dijk မရဘူးဆိုရင်ကျွန်တော်ဒီ Carry United သတ်မှတ်ထားဆိုရင်ကာလို့ပါလဲမရဘူးဆိုရင်ကျွန်တော်ဒီ Center Back ကိုကျွန်တော်တို့ကအကျိုးပန်းစေချင်ဘူးဘာကြောင့်လဲဆိုတော့ဒီကစားသမားကအသက်က28နှစ်ရှိနေပြီတိုက်ရွယ်ကကြီးနေပြီပေါ့ဗျာပြီးတော့ဒီဘူအသင်းတွေကလည်းသူတို့ရဲ့ကစားသမားကိုရောင်းချခြင်းတရားကျွန်တော်တို့ကဒီအသက်ကြီးတဲ့ကစားသမားတွေ United သင်ကလက်ခံဖို့တော့တိတ်အဆင်မပြေလောက်ဘူးပေါ့ဗျာဒါကြောင့်မလို့ကျွန်တော်ကတော့ကာလို့ပါလဲပါကိုခေါ်တယ်ဆိုရင်တော့သဘောကျနှစ်သက်မှုရှိတယ်အဲ့လိုမဟုတ်ဘူးဒီ Center Back ကိုခေါ်မယ်ဆိုရင်တော့ United အတွက်တော်တော်လေးကိုအဆင်မပြေဖြစ်မဲ့အပြောင်းရွှေ့ဖြစ်သွားမှာတော်တော်လေးလမ်းအောစရာကောင်းတဲ့အပြောင်းရွှေ့ဖြစ်သွားလိမ့်မယ်ပေါ့ဗျာကာလို့ပါလဲပါမရရင်ကျွန်တော်ဒီLS Scott လေးကိုပဲကျွန်တော်အရာခေါ်ယူစေချင်တယ်ပေါ့နော်ဒါပေမဲ့ United တာဝန်ရှိသူတွေနဲ့ဘယ်လိုဆက်လုပ်မလဲဆိုတာဆက်လက်ပြီးစောင့်ကြည့်ရတော့မယ့်အခြေအနေတွေမှာဖြစ်ပါတယ်ပေါ့ဗျာပြည်ပြည်နဲ့ United ရဲ့အလုံးပုံတွေကတော်တော့ဟုတ်မနေတော့ဘူးပေါ့တော့အရင်အမြင်ကြီးကနေပဲဖြည်းဖြည်းအောက်ကိုဆင်းပြီးတော့မှနှိမ့်လိုက်နေတာတော်တော်ဆိုးဆိုးအခြေအနေတွေကိုဖြစ်နေပါပြီဒီအခြေအနေတွေကိုအကောင်းဆုံးကျော်လွှားနိုင်ပါစေလို့လည်းမျှော်လင့်ပြီးပါတယ်ပေါ့နော်ဒီကိုအနေနဲ့ရောဘယ်လိုမြင်ရှိကြလဲဆိုတော့ရောက်ပြီးဆွေးနွေးပေးကြပါဦးပေါ့နော်ပြီးရင်ကျွန်တော် United Grade 7 YouTube Channel လေးကို Subscribe လုပ်လို့ဆိုရင်လုပ်ပေးကြဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်